ဒီမျိုးမှာရှိတဲ့အားနည်းတဲ့နေထိုင်သူတိုင်းကိုအိမ်မှာမွေးထားဖို့ Pack Superhero တကောင်စီပေးထားပေမဲ့သူတို့ကအဲ့ဒီစွမ်းအားတွေကိုလမ်းမမှာအသုံးချခဲ့ကြပါတယ်။အခုတော့ဒီစာအုပ်ပိုင်ရှင် trainers တွေရဲ့ဗယံမရာတိုက်ပွဲတွေကိုအဆုံးသတ်ဖို့အတွက်လူငယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ကာတွန်းစာအုပ်ဝါသနာအိုးလေးပေါ်မှာတာဝန်ကျလာပါပြီ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဂျေကာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့2024ခုနှစ်ကထွက်ရှိခဲ့တဲ့ Hero Insight Season 1ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မနက်ခင်းမြူရီထူထပ်နေတဲ့အချိန်မှာကောင်းမောင်သမားတစ်ယောက်ဟာတိုက်ပွဲအတွင်းလွင့်စင်လာတဲ့ Superhero တစ်ယောက်နဲ့တိုက်မိသွားပါတယ်။မတော်တဆမှုဖြစ်ပြီးနောက်မှာအဲ့ဒီလူကခက်ခဲစွာနဲ့ပြန်ထလာပေမဲ့သူ့ကိုအနာယူဖို့စ조사နေတဲ့ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကိုထပ်မံခံလိုက်ရပါတယ်။သူ့ပြိုင်ဘက်ကသူ့ကိုတေလောက်တဲ့ထိုးနှက်ချက်နဲ့အဆုံးစီရင်မှုစ조사နေတာဖြစ်ပါတယ်။ဒါပေမဲ့ခေါင်းနဲ့ကက်တရာလန်မထိခင်စက္ကန့်ပိုင်းလုံးမှာ Gravity ကသူ့ရဲ့ Zero Gravity နည်းလမ်းကိုတုံးပြီးအဲ့ဒီတိုက်ခိုက်မှုကနေလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ရှုံးတော့မယ့်အချိန်ဒီမှာလူကောင်ကြီးကပြန်လည်တိုက်ခိုက်ပြီးသူ့ရဲ့လက်ကြီးနဲ့ Gravity ကိုထိုးလိုက်တာကြောင့်မြေပြင်မှာကျင်းကြီးတစ်ခုဖြစ်သွားပါတယ်။တိုက်ပွဲပြီးမှာတော့မျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသမီးငယ်ပေါ်လာပြီးသူ့ရဲ့စုဆောင်းမှုအတွက်ကာတွန်းစာအုပ်အသစ်နှစ်အုပ်ကိုယူသွားပါတယ်။ရန်အနေငယ်အကြမှာ Mike ဟာသူနှစ်သက်တဲ့ဇလန်းအသစ်ဝယ်ဖို့ကာတွန်းဆိုင်ကိုတွားခဲ့ပြီး The Crying Man ဆိုတဲ့စာအုပ်ကိုလက်ဆောင်ဖြစ်ရခဲ့ပါတယ်။လမ်းလျှောက်ရင်အဲ့ဒီဇလန်းကိုဖတ်နေတဲ့ Mike ဟာကျောင်းမှာအလှဆုံးမိန်းကလေးဖြစ်တဲ့ Lucy နဲ့မတော်တဆတိုက်မိသွားပါတယ်။ Lucy ကပါတီပွဲတစ်ခုကိုတွားနေတာဖြစ်ကြောင်းသိလိုက်ရတဲ့အခါMike ဟာသူ့အမေကိုပါတီကိုတွားခွင့်ပြုဖို့အတွက်နီးမျိုးစုံနဲ့ဖြောင်းပြခဲ့ပါတယ်။ဒီကိုရဲ့အိမ်မှာလုံးမဲ့ပါတီပွဲဆောက်ဖို့မိနစ်30အလိုမှာMike ဟာသူ့ဝယ်လာတဲ့ကာတွန်းစာအုပ်ကိုအဆုံးထိဖတ်နေပါတယ်။အဲ့ဒီအချိန်မှာပဲမှုံဆန်တဲ့အရာတခုဖြစ်ပျက်ခဲ့ပြီး Crying Man ဟာကာတွန်းစာအုပ်ထဲကနေထွက်လာပြီး Mike ရဲ့အိမ်သားထဲကိုရောက်သွားပါတယ်။ခဏတာငိုကြွေးပြီးနောက်မှာ Crying Man ကစိတ်အေးသွားပြီး Mike ကသူ့ကိုဒီလောကထဲခေါ်ယူခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီအချိန်မှာ Crying Man ကMike စုဆောင်းထားတဲ့အယုတ်လေးတစ်ခုကိုတက်နှင်းမိပြီးတိုးသွားတာကိုမြင်တော့သူကထပ်ပြီးငိုပါတော့တယ်။သူ့ရဲ့မျက်ရည်တွေက Mike ရဲ့အခန်းတစ်ခုလုံးကိုရေကြီးသလိုဖုံးလွှမ်းသွားပြီးပစ္စည်းတွေကိုပျက်စီးစေတာကြောင့် Mike ကအရန်ဒေါသထွက်သွားပါတယ်။ Mike ကအဲ့ဒီ hero ကိုစာအုပ်ထဲပြန်ဝင်ဖို့အမိန်ပေးလိုက်တဲ့အခါမှာ Crying Man ရဲ့ခန္ဓာကိုယ်ဟာစာအုပ်ထဲကိုပြန်လည်ဆုပ်ယူခြင်းခံလိုက်ရပါတယ်။မိနစ်နေငယ်အကြာမှာMike ကသူ့တငယ်ချင်း Nick စီကိုဒီစာအုပ်ကမော်စာအုပ်ပြေတောင်ပြောပြပေမဲ့ Nick ကမယုံပါဘူး။အမှန်တရားကိုတက်တည်ပြဖို့ Mike က Crying Man ကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူး။ဒါပေမဲ့Nick ထွက်သွားတဲ့အချိန်မှာတော့ Superhero ပေါ်လာပြီးကားတိုက်တော့မဲ့ Nick ကိုကယ်တင်ပေးခဲ့ပါတယ်။ Nick ကားတိုက်မခံရအောင်တားဆီးပေးပြီးနောက်မှာCrying Man ဟာ Nick နဲ့ Mike ကိုချီပြီးနောက်ထပ်ကယ်ဆယ်ရေးမရှင်တစ်ခုစီကိုထွက်ခွာသွားပါတယ်။အဲဒီညမှာ Black Knight ဟာ Superhero ကာတွန်းစာအုပ်ကိုခိုးဖို့အိမ်တအိမ်နဲ့ခိုးဝင်ရင်မတော်တဆမီးလောင်မှုကိုဖြစ်စေခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုရောက်လာတဲ့ Mike နဲ့ Crying Man တို့ဟာမီးထဲမှာကလေးတစ်ယောက်ပိတ်မိနေတာကိုသိလိုက်ရပြီးကယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီကလေးမလေး Black ဟာအရန်ကြောက်လန့်နေပြီးအိမ်ခေါင်မိုးပြိုကျတော့မယ့်အချိန်ဒီမှာ Black Knight ကသူ့ရဲ့ငိုတံကိုကြားပြီးကယ်တင်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ Black နဲ့တွေ့ပြီးနောက်မှာတော့ Black Knight ဟာထွက်ပေါက်မရှိတော့တာကိုသိလိုက်ရပြီးသူကိုယ်တိုင်အကူအညီလမ်းတောင်းတာကို Crying Man ကကြားသွားပါတယ်။ Crying Man ကသူ့ရဲ့မျက်ရည်ပန်းထုတ်မှုနဲ့အခန်းထဲကိုဝင်ရောက်လာပြီးမီးဝိုင်းနေတဲ့သူတို့နှစ်ယောက်ကိုလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့လူတွေရှိမှတော့ Crying Man ရဲ့အကူအညီနဲ့ဘက်ကိုမီးထဲကထုတ်လာတဲ့ Black Knight ကပဲသူရဲကောင်းဖြစ်နာမည်ကြီးသွားပါတယ်။အဲဒီနောက်မှာ Superhero ကစာအုပ်ထဲပြန်ဝင်သွားပြီး Mike နဲ့ Crying Man တို့ရဲ့အသက်ကိုဘေးဒုက္ခထဲမှာထားခဲ့ပါတယ်။ဒေလူနီပါအချိန်ဒီမှာMike က Crying Man ကိုမျက်ရည်ဆူနာမီကိုတုံးခိုင်းပြီးအိမ်တအိမ်လုံးကိုမီးငိမ့်တက်နိုင်လိုက်ပါစွမ်းအားတွေအကုန်တုံးလိုက်ရလို့နွမ်းနယ်သွားတဲ့ Crying Man ဟာစာအုပ်ထဲပြန်ဝင်သွားပြီး Mike ကိုတော့ Black Knight ကကယ်တင်ခဲ့ပါတယ်။ဘေးကင်းစွာဆင်းသက်ပြီးနောက် Black Knight ဟာပျောက်ကွယ်သွားပြီးသူ့စာအုပ်ရဲ့လက်ရှိပိုင်ရှင်စီကိုပြန်သွားပါတယ်။အမှန်တော့ဒါက Drunk ဆိုတဲ့ Neck တစ်ယောက်ကမန်မီကဲကာတွန်းစာအုပ်ကိုခိုးဖို့အတွက် Black Knight ကိုအမိန်ပေးခိုင်းစေခဲ့တာပဲဖြစ်ပါ။နောက်တစ်နေ့မနက်မှာNick က Mike စီလာလဲပြီး Crying Man ရဲ့စွမ်းရည်တွေကိုဘလို့အကျိုးရှိသုံးမလဲဆိုတာစမ်းသပ်ကြပါတယ်။စမ်းသပ်မှုတွေအရ Superhero ဟာပိုပြီးဝမ်းနည်းလေပိုပြီးတန်မာလေဖြစ်တာကိုသူတို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Crying Man ကစွမ်းအားတွေကိုသုံးတဲ့အခါ Mike ရဲ့စိတ်ကသူနဲ့ဆက်နွယ်နေတာကြောင့် Mike လည်းလိုက်ပြီးတော့ပင်ပန်းနွမ်းနေလာပါတယ်။ဒါကြောင့်မလို့သူတို့ခဏနားလိုက်ကြပါတယ်။လူငယ်လေးတွေကအဲ့ဒီကာတွန်းကိုဖန်တီးခဲ့တဲ့ Scott အကြောင်းမေးကြပါတယ်။ Crying Man က Scott ဟာ Superhero ကာတွန်းတွေအများကြီးဖန်တီးခဲ့တဲ့သူလို့ပြောပြပါတယ်။ဒါနဲ့ပဲNick ကအဲ့ဒီစာအုပ်တွေအားလုံးကိုဝယ်ဖို့စိတ်ကူးရခဲ့ပါတယ်။ဒါပေမဲ့သူတို့မှလည်းဒီလိုအကြံရှိတာမဟုတ်ပဲDark ကလည်း Mike စီက Crying Man စာအုပ်ကိုခိုးဖို့စီစဉ်နေပါတယ်။အဲ့ဒီနေ့လေမှာ Lucky လို့ခေါ်တဲ့ဖိုတယ်ခွေးကြီးတစ်ကောင်ကသူ့တခင်မရဲ့အမိန့်နဲ့ San Francisco ကလူတွေကိုတိုက်ခိုက်ပါတယ်။အဲ့ဒီမျိုးသမီးကသူမရဲ့အိမ်ကြီးချင်းတွေကိုဂလဲစားချေဖို့ကြိုးစားတာဖြစ်ပေမဲ့ Gravity နဲ့မျက်နှာဖုံးစွန်းမလေးတို့ကကြားဖြတ်တားဆီးခဲ့ပါ Zero Gravity ကိုပိတ်လိုက်ပြီးနောက်မှာ Gravity ဟာခွေးရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတိုက်ပွဲကိုရပ်တန့်မှုအတွက်မျိုးသမီးငယ်က Lucky ရဲ့စာအုပ်ကိုခိုးဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာသူမအဖွားကြီးရဲ့တိုက်ခိုက်မှုကိုခံရပြီးကာတွန်းစာအုပ်ကလွင့်စင်သွားပါတယ်။မြို့တောင်ပိုင်းမှာတော့Nick က Mike ကို Crying Man နဲ့ mission တွေသွားရင်ဝစ်ဖို့ Superhero ဝစ်စုံတစ်ခုဝစ်ခိုင်းနေပါတယ်။ဒါမှသာ Mike ကသူဟာမြည်သူမြည်ဝါဖြစ်ကြောင်းဖုံးကွယ်နိုင်မှာဖြစ်ပြီး Nick ကလည်းသူ့ channel အတွက်ဗီဒီယိုတွေရိုက်နိုင်မှာဖြစ်ပါတယ်။ Nick ကသူ့အကျိုးမြတ်အတွက်ပဲကြည်နေတာကို Mike သိသွားတဲ့အခါသူ့ကိုထွက်သွားဖို့အမိန်ပေးလိုက်ပါတယ်
လမ်းမှာနစ်ကတက္ကစီကစာတစ်စောင်ရခဲ့ပါတယ်ကာတွန်းစာအုပ်ကိုပြန်ကောက်ရပြီးနောက်မှာလက်ကီးကသူ့သခင်မစီကိုပေးလိုက်ပြီးအဲ့ဒီမျိုးသမီးကသူ့ကိုအရင်ကတည်းကပိုကြီးတဲ့ခွေးကြီးအဖြစ်ပြောင်းလဲလိုက်ပါတယ်ဒါကိုပြောင်းလဲဖို့အတွက် Ace က Gravity ရဲ့အလင်းကိုင်းတိုက်ဘက်ကိုတုံးပြီးတိုက်ပွဲကိုအနိုင်ယူလိုက်ပါရှုံးနေသွားတဲ့လက်ကီးဟာစာအုပ်ထဲပြန်ဝင်သွားပြီးမျက်နှာဖုံးစုံမှလေ Ace ကနောက်တက်စာအုပ်တအုပ်ကိုစုဆောင်းနိုင်ခဲ့ပါတယ်မိနစ်အနေငယ်ကြာမှာ Nick ဟာတက်ရဲ့အိမ်ကိုရောက်လာပြီးတက်ကသူ့ကိုမြေရောက်ခန်းနဲ့ဖိတ်ခေါ်ပါတယ်ဒီလူကအန်ရရှိမှန်းသိလိုက်တဲ့ Nick ကပြန်ဖို့ကြိုးစားပေမဲ့မမ်မီဂဲရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်တက်ရဲ့အစီအစဉ်က Nick ကိုတစားကန်လုပ်ပြီးမိုက်စီကနေ Crying Man စာအုပ်ကိုလူယူဖို့ဖြစ်ပါတယ်ဒါပေမဲ့ Nick ကသူ့တငယ်ချင်းဟာမြည်သူမြဝါဖြစ်ကြောင်းကိုမပြောဘဲညင်းဆိုခဲ့ပါ Nick က Dre ရဲ့နှိပ်စက်မှုကိုခံနေရချိန်မှာမိုက်ကတော့စားတောက်ဆိုင်တစ်ခုမှာတငယ်ချင်းတွေပျော်နေတာကိုကြည့်ပြီးသူ့တငယ်ချင်း Nick ကိုပြန်တောင်းပန်ဖို့စဉ်းစားနေပါတယ်အဲဒီညမှာ Dre က Nick ရဲ့ channel မှာဗီဒီယိုအသစ်တစ်ခုတင်လိုက်တာကြောင့်မိုက်ကသူ့တငယ်ချင်းဖမ်းခံလိုက်ရမှန်းသိသွားပါတယ်တငယ်ချင်းကိုကယ်တင်ဖို့အတွက်မိုက်က Crying Man စာအုပ်ကိုယူဝစ်စုံကိုဝစ်ပြီး Dre ရဲ့အိမ်ကိုသွားခဲ့ပါတယ် Dre ရဲ့အိမ်ရောက်တဲ့ချိန်မှာတော့သူ့ရဲ့အမေနဲ့တွေ့ပြီးတဲ့နောက်မှာမိုက်ဟာမြေအောက်ခန်းလေးကိုဝင်သွားပြီး Nick ကိုလွတ်ပေးဖို့ပြောပါတယ်ဒါပေမဲ့ Drake ကမမ်မီခဲကိုတုံးပြီးမိုက်ကိုတိုက်ခိုက်ပါအဲဒီချိန်မှာမိုက်က Crying Man ကိုစင့်ခေါ်ပြီးတိုက်ခိုက်စေသလိုသူကိုယ်တိုင်လည်း Nick ကိုလွတ်အောင်ကူညီပါတယ်တက်ကသူ့ရဲ့လိုက်စာပါနဲ့သူတို့ကိုတားဖို့ကြိုးစားတဲ့အခါမိုက်ကနီးပြူဟာတစ်ခုကိုတုံးလိုက်ပါတယ်အဲဒါကတော့အယုတ်စင်မောကတန်မိုးရှိဆုံးအယုတ်ကိုယူပြီးအဝေးကိုလွှင့်ပစ်လိုက်တဲ့အခါတက်ကဓာတ်ကိုချပြီးအယုတ်ကိုပြေးဖမ်းပါတယ်ဒါပေမဲ့ရုတ်တရက်သူ့အမေကမုတ်လာပြေးတာကိုလန့်သွားပြီးအယုတ်ကိုမြေပြင်ပေါ်ချပစ်မိပါတယ်ဒေါသထွက်နေတဲ့တက်ကသူ့အမေကိုအော်ဟစ်တာကိုမြင်တော့ Crying Man ကအယံဝမ်းနေသွားပြီးသူ့ရဲ့မျက်ရည်တွေနဲ့တအိမ်လုံးကိုလွှမ်းသွားစေခဲ့ပါ Crying Man ပင်ပန်းသွားတဲ့အခါမိုက်က Black Knight စာအုပ်ကိုတွေ့သွားပြီးသူ့ကိုခေါ်ထုတ်လိုက်ပါ Black Knight ကမမ်မီခဲကိုတိုက်ခိုက်တဲ့အခါမမ်မီကပတ်တီးရည်နဲ့ချီနှောင်ထားပေမဲ့ Black Knight ကငှက်အုပ်ကိုခေါ်ပြီးပြန်တိုက်ခိုက်ပါတယ်မမ်မီခဲရှုံးသွားပြီးတဲ့နောက်မှာတော့ Nick နဲ့ Mike တို့အိမ်ကိုပြန်လာခဲ့ကြပါအဲဒီနောက်မှာတော့ Jack နိုးလာတဲ့အခါသူ့စာအုပ်တွေအခိုးခံရတာကိုသိသွားပြီးသူ့ရဲ့အားကိုးရာဖြစ်တဲ့ Sparkle စာအုပ်ကိုသွားရှာပါတယ်အဲဒီညမှာ George ဆိုတဲ့သူကလမ်းသွားလမ်းလာတယောက်စီကပတ်စံကိုခိုးယူရင်းမျက်နှာဖုံးစွပ်အဆောင်ရှောက်တယောက်ရဲ့လက်ချက်နဲ့ကောက်ခုံနေတဲ့ဗီဒီယိုကအင်တာနက်မှာနာမည်ကြီးသွားပါတယ်နောက်တစ်နေ့ကျောင်းမှာ George ကကောက်ခုံတာကိုရက်လို့မရတာကြောင့်တငယ်ချင်းတွေရဲ့လောင်ပြောင်ခြင်းကိုခံရပါတယ်အဲဒီနောက် Eddie ဆိုတဲ့ကျောင်းသားနောက်ကျပြီးကျောင်းကိုရောက်လာပါတယ်ဒီကိုကသူ့ကိုခြေထိုးလဲလိုက်တဲ့အခါမှာမိုက်ကကူညီပေးပေမဲ့သူ့ဘာအနိုင်ကျင့်ခံရတော့မယ့်အခြေအနေမှာလူစီကဝင်တားပေးခဲ့ပါတယ်အိမ်ကနေထုတ်ခံရတဲ့တက်ကလမ်းမပေါ်မှာရှောက်သွားရင်လူမိုက်တွေနဲ့တွေ့ပြီးအရိုက်ခံရတော့မယ့်အချိန်မှာ Sparkle ကိုခေါ်ပြီးကူညီခိုင်းပါ Sparkle ရဲ့လျှက်စီးကြောင်းတွေကြောင့်မြို့တစ်မြို့လုံးမီးပြတ်သွားပါတယ်မီးပြတ်သွားတဲ့အချိန်မှာအဆောင်ရှောက်ကဒီကိုသင်ခန်းစာပေးဖို့သူ့ရဲ့ကခုံနဲ့ဆွမ်းအားရှင်တွေကိုခေါ်ပြီးတိုက်ခိုက်ပါတယ်ဒီကိုတတိလက်သွားချိန်မှာ Mike နဲ့ Crying Man တို့ရောက်လာပြီးတိုက်ပွဲကိုတားပေမဲ့ Disco 2ရဲ့ပြစ်မှတ်အသစ်ဖြစ်သွားပါတယ်မှန်လုံးကအလင်းရောင်တွေကြောင့် Crying Man ကပါလိုက်ကနေရလို့ Mike ကသူ့ကိုစာအုပ်ထဲပြန်ထည့်လိုက်ရပါ Mike က Black Knight ကိုခေါ်ပေမဲ့သူကအလင်းကိုကြောက်လို့ပုန်းနေပါအဲဒီကဒီကိုကလထိုင်နဲ့ရိုက်ဖို့ကြိုးစားတာကို Mike ကဝင်တားပြီးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲEddie ဟာမြည်သူမြည်ဝါဖြစ်ကြောင်းကို Mike ကသိသွားပါတယ် Mike ကသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်တဲ့အခါ Eddie ကဇဝေဇဝါဖြစ်သွားပါတယ်အဲဒီနောက်မှာတော့ Mike က Super Hero ဆိုတာလူတွေကိုကာကွယ်ဖို့ဖြစ်ကြောင်း Eddie ကိုတတိပေးလိုက်တဲ့အခါကျမှ Eddie ကသူမားနေမှန်းသိသွားပါ Eddie ဟာ Disco 2ကိုစာအုပ်ထဲပြန်ခေါ်ပြီးသူ့စာအုပ်ကို Mike စီပေးလိုက်ပါတယ်